Good afternoon, everyone. Today I would like to share a few sentences. My name is Nai. Right now I'm just sharing basic English speaking. Okay. Now, ဒီနေ့မှာတော့ဒီအဝါကြလေးအနေငယ်ပြပေးပါမယ် Okay စကြအောင် Okay မဲ order မှာပြီးအစမှာပြီးလားဆိုတော့ have you ordered food have you ordered food အဲ့လိုမျိုး have you ordered food ပြီးပြီလားဆိုတဲ့စကားလုံးတွေပေါ့နော်ရှေ့မှာလည်းတင်ပြပေးထားတာရှိပြီးပြီလားဆိုတဲ့ဟာကိုhave plus verb 3နဲ့ပြောရတယ်ဆိုပြီးတော့လေ Okay have you ordered food ဆိုတော့အဲ့ဒီစကားလုံးဒီစားတော့ဆိုင်တွေမှာလည်းတောင်းဝင်ပါလေ waitress waiter တွေအတွက်တောင်းဝင်ပါလေအကိုကမတီးလို့ဒီသူမှာပြီးလားမမသေးဘူးလားဆိုအသက်တွေပေါ့နော်အဲ့ဒီစကားလုံးorder မှာပြီးလားဆိုမေးလို့တွားမေးလို့ရပါနဲ့အဲ့လိုမျိုး have you ordered foodဆိုတော့ okay နောက်တစ်ခုကတော့ခလေးနာမယ်နာမည်ပေးပြီးလားဆိုတော့ have you chosen a name for baby have you chosen a name for baby အဲ့ဒီ chosen က verb 3ပါဒီ chosen ပေါ့နော်verb 3 verb 1 verb 2 verb 3 okay အဲ့ဒါဆိုရင်ဒီစီရင်ခံစာတင်ပြီးလားဆိုတော့ have you report the issue AEIOU ရှေ့မှာ TH တဲ့ကိုဒီလိုထွက်ပါတယ်အဲ့ဒါအမြဲပြောနေကြပါ okay have you report the issue okay အစီရင်ခံစာတင်ပြီးလားပေါ့နော် okay ဒီစာအပြန်ပေးပြီးလားဆိုတော့ okay have you returned the book စာအပြန်ပေးပြီးလားဆိုတော့ have you returned the book okay နောက်တစ်ခုကစာတမ်းလက်မှတ်ထိုးပြီးလားဆိုတော့ have you signed the document document ဆိုတော့စာတမ်းဒီနေ့နဲ့လေ့ကျင့်ကြမယ်အကောင့်လေးကိုလည်း follow ထားပေးပါလို့တောင်းဆိုပါတယ်ဒီချင်းတော့ရှင်းရင် comment မှာမေးလို့ရပါတယ်ဗျ okay အားလုံးကိုကျေးဇူးတင်ပါတယ် thank you for you watching see you next video